အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့1985ခုနှစ်ကပုပ္ပားဒေသတွင်ပေါ်ထွက်ခဲ့သောဝိဇ္ဇာပုဂ္ဂိုလ်တူတစ်ပါး၏နှစ်တရားတစ်ပေါင်းအကြောင်းကိုပြောပြပေးသွားပါမယ်ဒီတစ်ပေါင်းဟာမြန်မာနိုင်ငံရေးအပြောင်းအလဲနှင့်သာသနာရေးဆိုင်ရာမျှော်လင့်ချက်တွေကိုနှမိတ်ဖက်ထားတဲ့စာသားတွေပဲဖြစ်ပါသည်ထိုတစ်ပေါင်းကိုအစအဆုံးဖတ်ပြပေးပါမယ်ပြီးရင်ဒီတစ်ပေါင်းကိုအပိုင်းလိုက်ခွဲခြားပြီးအဓိပ္ပာယ်နားလည်အောင်ရှင်းပြပေးပါမယ်ရှင်ဤခါမစာ3လီ2လလေးတဲ့ရှိကြီးပြက်ကိန်းပြည်ကြီးကြုံလိမ့်မည်။မြစိမ်းရောင်ခေါ်ပြည်မြန်တော်စစ်မီးတောက်မဲတော်စစ်မီးငိမ့်မိဘဘကြီးပလင်ကြီးလူလိုက်မိချင်းသေးမင်းကြီးတကိုးကျွေတိုး၍ပြက်အောင်မိဂူအောင်နဲ့ခင်ကြီးပြောသမီးတော်လွတ်မီနော်။တောင်းမမင်းဆက်ဂျိုးကူထွက်ချင်းသေးဘုံရှိန်မှိုင်လိမ့်မိတောင်းမတက်လာသာသနာပြည်တော်မှလည်းညှိုးလိမ့်မိတောင်းလဲမခိုင်းချင်းသေးမပိုင်ပြည်မြန်တော်ကြီးရွာလဲမိထို့သောအခါကျေတာယာထွန်းတောင်လာတော့မေတဘာဝပြီးညက်ညက်လေးစော့ပေးလေအောင်မေခစ်ကောင်းခါကောင်းလူတို့မျောတိုင်းဝေးခဲ့ရွှေပြီးတော့နောက်ကျခဲ့ပြီနော်အစိုးပြီးအစိုးလူတို့မယူအပိုးကျူးအောင်ခံရမေပြည်မြန်တော်မှာကွေမကောင်းသူသည့်ကောင်းသူရှိသူတော်ကောင်းတို့ကဲလိမ့်မေမျက်ပုံညအကျူးဟုံတကိုးကုံအလွန်ကြီးအစိုးကုံပြီးမှဘုံကန်ရှင်တိုင်းပုံကထွက်မီသူဇာတိကအရှိပြားမရဏဘွားတွေဟိမရဏနှင့်ကြွက်မင်းငယ်နောင်ကိုထုံးလိုက်မိအောင်စီရိုက်စစ်မြည်တံဖွင့်လျက်ပွင့်လက်သာသနာ2000သား၍994ခုတည်သောဗုဒ္ဓရာဇာနန်းတက်မှာတန်ဗုဒ္ဓီနှင့်စัจ जा မင်းဖျားဖြည်းဖြည်းတီးလိုက်မိဤစပူပေါင်းထက်ဝလာခေါင်တုံဟီလိမ့်မဲနောင်စက်တန္တရာယနေ့ကစား၍ဗုဒ္ဓရာဇာလောင်းလျာသည်စัจ जा ခြေနှင့်အောင်စေနှင်းသည့်မှတ်သားလူတို့သိစေသော2600ကျော်လာသာသနာပြည်မြန်အပါစပူမှာတာယာလာတော့မှာတပေါင်းလေးကစာသားတစ်ကြောင်းချင်းစီရဲ့အတွင်သဘောကိုအသေးစိတ်ခွဲခြမ်းစိတ်ပြပြီးရှင်းပြပေးပါမယ်ဤခါမစာ3လီ2လလေးတဲ့ရှိကြီးပြက်ကိန်းပြည်ကြီးကြုံလိမ့်မယ်ဒီစာသားမှာအဓိပ္ပာယ်3မျိုးပါဝင်ပါသည်ဤခါမစာ3လီ2လ3လီ2လဆိုတာတပေါင်းထွက်ပေါ်ပြီး3နှစ်2လအကြာမှာစတင်ဖြစ်ပြမယ်လို့အဓိပ္ပာယ်ရပါတယ်1985ခုနှစ်မှာတပေါင်းစတင်ထွက်တယ်ဆိုရင်3နှစ်အကြာ1988ခုနှစ်မှာအတိအကျဖြစ်ပေါ်ခဲ့တာကိုတွေ့ရပါတယ်လေးတဲ့ရှိကြီးဆိုတာကတော့အလွန်ထင်ရှားတဲ့ဟောကိန်းမှာရှစ်လေးလုံးရေခင်းကြီးကိုအတိအကျနမိတ်ဖက်ထားတာဖြစ်ပါတယ်ရှစ်လေးလုံးလေးတဲ့ရှိစုံတဲ့နေ့မှာတိုင်းပြည်ရဲ့စနေဟောက်တစ်ခုပျက်စီးဖို့အစပြုခဲ့တာကိုရည်ညွှန်းပါတယ်ပြက်ကိန်းပြည်ကြီးကြုံလိမ့်မယ်ဒါကတော့ထိုချိန်ကစပြီးတိုင်းပြည်ရဲ့စီးပွားရေးလူမှုရေးနှင့်အုပ်ချုပ်ရေးရန်ရာတွေအားလုံးပြက်ကိန်းဆိုင်ပြီးပြိုလဲသွားမယ့်အခြေအနေကိုပြောတာပါဒီတကြောင်ကတော့1988ရေခင်းနဲ့တိုင်းပြည်အပြောင်းအလဲကိုအဓိကနမိတ်ဖက်ထားတာဖြစ်ပါတယ်မြစိမ်းရောင်ခေါ်ပြည်မြန်တော်စစ်မီးတောက်မဲတော်အတိပ္ပယ်ကတော့မြန်မာနိုင်ငံဟာတယံဇာတပေါ်ကျွယ်ဝပြီးစိမ့်လန်းဆိုပြေတဲ့အတိုင်းပြည်မြစိမ်းရောင်ဖြစ်ပေမယ့်ရှေ့ဆောင်မှာတော့အေးချမ်းမှုပျောက်ဆုံးပြီးတပြည်လုံးအနှံ့စစ်မီးတွေတောက်လာလိမ့်မယ်လို့ဆိုလိုတာပါနိုင်ငံရေးအပြောင်းလဲနောက်ွယ်ကလက်နက်ကင်ပဋိပက္ခတွေကိုနှမိတ်ဖက်ထားတာဖြစ်ပါတယ်စစ်မီးငိမ့်မိဘဘကြီးပလင်ကြီးလူလိုက်မိချင်းသေးမင်းကြီးတကိုးကျွေတိုး၍ပြက်အောင်မိဘဘကြီးပလင်ဆိုတာကတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့အကြီးအကဲသို့မဟုတ်အစဉ်အလာရအာဏာရှိသူရဲ့နေရာကိုဆိုလိုပါတယ်အဲ့ဒီနေရာကိုအလူအယက်စူးစမ်းကြလိမ့်မယ်ချင်းသေးမင်းဆိုတာမြန်မာနိုင်ငံရေးမှာချင်းသေးဟာအစိုးရစစ်တပ်ကိုကိုစားပြုလေ့ရှိပါတယ်အာဏာရှိသူတွေတကိုးထွားနေပေမယ့်သူတို့ရဲ့လှုပ်ဆောင်ချက်တွေကြောင့်တိုင်းပြည်ဟာမကောင်းဘက်ကိုတိုး၍ပြတ်အောင်မယ်လို့သတိပေးထားတာဖြစ်ပါတယ်။ဂူအောင်နဲ့ခင်ကြီးပြောသမီးတော်လွတ်မီနော်။အတိပ္ပယ်ကတော့ဂူအောင်နေဆိုတာအကျဉ်းချခံထားရတာဒါမှမဟုတ်အပြင်မထွက်ရပဲပိတ်လောင်ခံထားရတာကိုဆိုလိုပါတယ်။သမီးတော်ဆိုတာကတော့ပြည်သူတွေရဲ့ကောင်းဆောင်အမျိုးသမီးဒေါ်အောင်ဆန်းစုကြည်ကိုရှင်းညွှန်းထားတာထင်ရှားပါတယ်။သူမအကျယ်ကျုပ်ကလွတ်မြောက်လာမယ်အချိန်ကာလကိုနမိတ်ပြထားတာပါ။တောင်းမမင်းဆက်ကျိုးကူထွက်ချင်းသေးပုံရှိန်မှိုင်လိမ့်မယ်တောင်းမမင်းဆက်ဆိုတာအမျိုးသမီးကောင်းဆောင်ဦးဆောင်တဲ့အဖွဲ့အစည်းအာဏာရလာတာသို့မဟုတ်ဩဇာကြီးမားလာတာကိုဆိုလိုပါတယ်ကျိုးကူထွက်ဆိုတာကတော့ဂျိုးငက်ဟာငိမ့်ချမ်းရေးရဲ့နမိတ်ပါငိမ့်ချမ်းရေးအတွက်စူးစမ်းမှုတွေပေါ်ပေါက်လာမယ်ချင်းသေးမိုင်ကတော့တစ်ဖက်ကအင်အားကြီးတဲ့အုပ်ချုပ်သူချင်းသေးတွေဟာသူတို့ရဲ့အရှိန်ဝါတွေမှိမ့်ပြီးအာဏာနည်းသွားလိမ့်မယ်လို့ဆိုလိုပါတယ်တောင်းမတက်လာသာသနာပြည်တော်မှာလည်းညှိုးလိမ့်မယ်အတိပ္ပယ်ကတော့အမျိုးသမီးကောင်းဆောင်ပိုင်းတက်လာတဲ့အခါမှာလေ
တိုင်းပြည်ဟာချက်ချင်းမကောင်းသေးပဲဘာသာရေးနဲ့ဇာတိတပိုင်းစာရာတွေမှာအားနည်းချက်တွေအငင်းပွားစရာတွေနဲ့အတူမိမ့်မိန်တဲ့အခြေအနေမျိုးကိုကြုံရနိုင်တယ်လို့ဆိုလိုပါတယ်။ဒေါင်းလဲမခိုင်ချင်းသိမပိုင်ပြည်မြန်တော်ကြီးရွာလဲမိဒါကအရေးကြီးဆုံးချက်ပါ။ဒေါင်းကလည်းတိုင်းပြည်ကိုအခိုင်အမာမထိန်နိုင်ချင်းသိကလည်းအပိုင်မချုပ်ကိုင်နိုင်မေနှစ်ဖက်အားပြိုင်မှုကြားမှာတိုင်းပြည်ဟာလမ်းပြောက်ပြီးရွာလဲပြီးဒုက္ခပင်လယ်ဝင်နေအောင်မယ်လို့ဖော်ပြထားတာဖြစ်ပါတယ်။ထို့သောအခါကျေတာယာထွန်းတောက်လာတော့မေတဘာဝပေးညံ့ညက်လေးစော့ပေးလေအောင်မေကျေတာယာထွန်းတောက်ခြင်းဆိုတာနိုင်ငံရေးအကျက်တဲတွေကြားကနေလူထုအတွက်မျှော်လင့်ချက်အသည့်သို့မဟုတ်ခေါင်းဆောင်အသည့်တအူပေါ်ထွက်လာမယ့်အစပြုမှုကိုဆိုလိုပါတယ်။တဘာဝပေးဆိုတာကတော့အပြောင်းအလဲကာလမှာလူတွေရဲ့ကံကြမ္မာဟာနိုင်ငံရေးဒုက္ခတွေမကပဲတဘာဝဘေးအန္တရာယ်တွေဥပမာမုန်တိုင်းရေကြီးငလျင်ကြောင့်မှထက်ဆင့်ပြီးအတိဒုက္ခရောက်အောင်မယ်လို့သတိပေးထားတာဖြစ်ပါတယ်။ခေကောင်းခါကောင်းလူတို့မျောတိုင်းဝေးခဲ့ရွှေ့ပြီးတော့နောက်ကျခဲ့ပြီးနော်အတိတ်ဘယ်ကတော့ပြည်သူတွေဟာခေကောင်းကိုရမ်းမျောလင်းကြပေမယ့်လက်တွေ့မှာတော့မျောလင်းချက်တွေကတကယ်ဖြစ်မလားပဲတဖြည်းဖြည်းဝေးကွာသွားသလိုခံစားရမိ။တိုင်းပြည်ဟာတခြားနိုင်ငံတွေနဲ့ရှင်ရင်အဖက်ဖက်ကနောက်ကျကြံ့ရစ်ခဲ့မယ်လို့ဆိုလိုတာပါ။အစိုးပြီးအစိုးလူတို့မယိုအပိုးကျူအောင်ခံရမယ်ပြည်မြန်တော်မှာကွေဒါဟာအလွန်ပင်ပန်းဆင်းရဲမဲ့အခြေအနေပါလူတွေဟာဘယ်ဘက်ကိုမှမလှည့်နိုင်တော့ပဲဒုက္ခတွေကိုငြိမ်ခံနေရတဲ့အထိစိတ်ဓာတ်တွေကျဆင်းရလောက်အောင်အခက်အခဲတွေအဆင့်ဆင့်ကြုံရလိုက်မယ်လို့ဖော်ပြတာဖြစ်ပါတယ်မကောင်းသူသည်ကောင်းသူရှိသူတော်ကောင်းတို့ကယ်လိမ့်မယ်မျက်ပုံညအကျိုးဟုံတကိုးကုံအလွန်ကြီးအစိုးကုံပြီးမှဘုံကန်ရှင်တိုင်းပုံကထွက်မည်အတိတ်ဘယ်ကတော့အစိုးတွေရဲ့အဆုံးသတ်မှာတော့တကယ်ဘုံကန်ရှင်တအူပေါ်ထွက်လာပါလိမ့်မယ်အဲ့ဒီပုဂ္ဂိုလ်ဟာအာနာထက်ကုသိုလ်ကံနဲ့တရားဓမ္မကိုခြေခံသူဖြစ်ပြီးတိုင်းပြည်မှာအဆိုးဆုံးကာလတွေကုန်ဆုံးသွားတဲ့အခါမှသာပေါ်ထွက်လာမှာဖြစ်ပါတယ်သူစာတိကအရှိပြမရဏဘွားတဲ့ဟိမရဏနှင့်ကြွက်မင်းငယ်နောင်ကိုထွန်းလိုက်မေဒီဟောခဲ့ရာတိုင်းပြည်ကိုတကယ်ကဲတင်မဲ့သူဟာတိုင်းပြည်ရဲ့ရှေ့ဘက်ဒေသစာတီဘွားဖြစ်ရမည်တောက်ကြနံတာဟာနီကြာသာပရိနံပဖဗမမတို့နဲ့ပတ်သက်သူအမိသို့မဟုတ်နေနံဖြစ်ရမည်ငယ်လို့သုံးထားတဲ့အတွက်ထိုသူဟာအသက်အရွယ်အဖြစ်လူငယ်သို့မဟုတ်မျိုးဆက်တစ်ထဲကဖြစ်နိုင်ပါသည်ဒီအထီးကတော့တိုင်းပြည်ရဲ့အကျက်အတဲကနေကက်တင်ရှင်ပေါ်ထွန်းလာမဲ့အထိရှင်းပြချက်ဖြစ်ပါသည်နောက်ဆုံးပိုင်းဖြစ်တဲ့ဗုဒ္ဓရာဇာနန်းတက်မဲ့အချိန်ကာလနဲ့သာသနာပြုမဲ့အပိုင်းကိုဆက်ပြီးရှင်းပြပေးပါဦးမယ်အောင်စီရိုက်စင်မြည်တံဖွင့်လျက်ပွင့်လင့်သာသနာ2000သား၍994ခုတည်သောဗုဒ္ဓရာဇာနန်းတက်မှာဒီနေရာမှာသာသနာတက္ကရာကိုအတိအကျပေးထားပါတယ်2000သား၍994ခုဆိုတာ2594ခုနှစ်ကိုပြောတာပါယနေ့2026ခုနှစ်ဟာသာသနာတက္ကရာ2569ခုနှစ်သို့မဟုတ်2580တဲ့ကူတော်မယ်ကာလဖြစ်ပါတယ်ဒါကြောင့်ဒီတစ်ပောင်အရဆိုရင်နောက်ထပ်25နှစ်ခန့်အကြာခရစ်တက္ကရာ2051ဝန်းကျင်မှာတကယ်မင်းကောင်းမင်းမြတ်ဗုဒ္ဓရာဇာပေါ်ထွန်းမယ်လို့ဆိုလိုတာပါတန်ဖိုးတွေနဲ့ဆက်ကြမီဖျားအဖြစ်တည်လိုက်မိဤစပူပေါင်းထက်ဝလာခေါင်တုံဟီးလိမ့်မယ်နော်အဲ့ဒီမင်းဟာတိုင်းပြည်ကိုအာဏာနဲ့အုပ်ချုပ်တာတဲ့သာသနာပြုမင်းစัจ जा မင်းအသွင်နဲ့ပေါ်ထွန်းလာမှာပါဖျားစေတီတွေအများအပြားပြန်လဲတည်ထားကိုကွယ်မိမြန်မာပြည်ရဲ့ဂုံသတင်းဟာကဘာတဝင်းမှာတုံဟီးသွားလောက်အောင်ထင်ရှားလာမယ်လို့ဆိုလိုပါတယ်စက်တန်ရာယာနေကစား၍ဗုဒ္ဓရာဇာလောင်းလျာသည်စัจ जा ချေနေအောင်စေနေသည်မှတ်သားလူတို့သိစေသောစက်တန်ရာယာဆိုတာစက်အမျိုးမျိုးဤပညာအမျိုးမျိုးသို့မဟုတ်ထူးခြားတဲ့စီရင်မှုတစ်ခုခုကိုဆိုလိုတာဖြစ်နိုင်ပါတယ်အဲ့ဒီနေ့ကစားပြီးတိုင်းပြည်ကိုကဲတင်မဲ့သူဟာအောင်ပွဲကိုအပိုင်ရယူပြီးတိုင်းပြည်ကိုစတင်ပြုပြင်ပြောင်းလဲတော့မယ်လို့မှတ်သားရမှာဖြစ်ပါတယ်2600ကျော်လာသာသနာပြည်မြန်အပါစပူမှာတာယာလာတော့မှာအဓိပ္ပာယ်ကတော့သာသနာနေ2600ခရစ်တက္ကရာ2056ဝန်းကျင်ကနေစပြီးမြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာအေးချမ်းသာယာဆုံးဗုဒ္ဓသာသနာအထွန်းကားဆုံးနိုင်ငံတစ်ခုအဖြစ်ရောက်ရှိသွားမယ်လို့နှီးကုန်းချုပ်ထားတာဖြစ်ပါတယ်ဒီပုပ္ပနှစ်တရားတစ်ပောင်ဟာ1988ကနေစပြီးတိုင်းပြည်မှာကြုံတွေ့ရမယ်နိုင်ငံရေးမုန်တိုင်းများအာဏာလုပွဲများဒေါင်းနှင့်ချင်းသည့်အပြိုင်မှုများနဲ့လူတို့ရဲ့အဆိုးဆုံးဒုက္ခများကိုအရင်ပြထားပါတယ်ဒါပေမဲ့အဲ့ဒီအဆိုးတွေအားလုံးဟာသာသနာနေ2600ဝန်းကျင်နောက်ထပ်130ခန့်မှာကုန်ဆုံးသွားမှာဖြစ်ပြီးမြန်မာနိုင်ငံဟာအမှန်တကယ်ငြိမ်းချမ်းတဲ့ရွှေခေတ်ကိုရောက်ရှိမယ်လို့ဟောကိန်းထုတ်ထားတာဖြစ်ပါတယ်